တချို့တွေလွယ်ပေမဲ့ကိုဟာရောက်ကန်လာခဲ့ဘူးတဲ့ကြိုးစားခဲ့သမျှအချစ်အနီးနဲ့ဘဝကအဲ့ဒီလိုပဲဝေးရမယ်ဆိုရင်လေတကယ်ပါဆုံးကိုခွဲလို့မယ်မတော်ရနိုင်တဲ့လမ်းမျိုးတော့ဘူးလာခြင်းမလဲကိုမနေခဲ့တော့စိတ်ကမရေရရိုင်းနဲ့တွားပြီးအချစ်ရမခံကျင်စိတ်နဲ့လောကလမ်းများတဲ့ကြိုးစားခဲ့သူမှာယုံကြည်စရာနာကမရှိရဲ့လူဆိုတာပျက်စီးတတ်တဲ့အချစ်ရအခါခါရှောင်းနေဘူးတော့နောက်ထပ်အရှုံးတွေကြည်ပြူသူရင်